မာနီခိနဲ့ကျွန်တော်ရဲ့ချန်ပီယံဂျော့ရှွာဘန်တို့တယောက်နဲ့တယောက်လေအတိုက်ဆုံးเนาะအပြင်းထန်ဆုံးအနေထားကိုရောက်ရှိနေကြတဲ့အချိန်မှာပဲချန်ပီယံကြီးဟောင်းเนาะဘန်ဒိုဂျာကြီးကတော့သူပြန်ကောင်းနေပြီဆိုတာကိုတနိုင်ငံလုံးတစ်ကမ္ဘာလုံးကိုเนาะသူတို့ဘရာဇီးတနိုင်ငံလုံးနဲ့တစ်ကမ္ဘာလုံးကပြည်သက်တွေကို UFC ပြည်သက်တွေကိုချပြလိုက်ပြီပဲဖြစ်ပါတယ်။ဒါကြောင့်မလို့เนาะဒါမာနီခိနဲ့ပွဲမဖြစ်ပေနဲ့ကျွန်တော်တို့ဒီဘန်ဒိုဂျာနဲ့ဂျော့ရှွာဘန်တို့ rematch ပွဲကိုပြန်ကြည့်ရမယ်ဆိုပြီးတော့ဒါလုံးဝအခုချိန်မှာ breaking news ပြန်ဖြစ်နေပါတော့။ဆိုတော့ဒီကနေ့မနေ့မှာတော့ဒါဘန်ဒိုဂျာကြီးကသူပြန်လေ့ကျင့်နေရနော်ဒီအစတုန်းကဗျာဒီလက်တစ်ဖက်ဖြစ်သွားတဲ့လက်တစ်ဖက်ကိုပတ်လီးနဲ့ကြောက်ပတ်လီးနဲ့ဗျာသူ့အနေနဲ့နော်အဲ့ဒါနဲ့လက်တစ်ဖက်နဲ့ပဲလေ့ကျင့်ရတယ်အခုကလက်တစ်ဖက်စလုံးလုံးဝအလေးတွေတောင်နော်အလေးတုံးတွေတောင်မနိုင်ပြီတကယ်ကိုဂျင်းမှာပြန် training ဆင်းနေပြီတကယ်ကိုမှပြန်လေ့ကျင့်နေပြီဆိုတော့ဘန်ဒိုဂျာကြီးကသူပြန်ကောင်းနေပြီဖြစ်ကြောင်း rematch ပွဲမကြခင်မှာသူပြန်ထိုးမှာဖြစ်ကြောင်းအသီးလင်းကိုပြည်သက်တွေကိုအတီးပြီးလာပြီဆိုတော့ဟိုလေအရန်နော်အတိုက်ချမ်းနေကြတဲ့ဂျော့ရှွာဘန်နဲ့မာနီခိတ်တို့ပွဲမပိုင်ခင်တော့ကျွန်တော်တို့ဒီဘန်ဒိုဂျိုင်းနဲ့ဂျော့ရှွာဘန်ရဲ့ဒါ rematch ပွဲကိုပြန်ကြည့်ရနိုင်တယ်ဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုဟိုဒီဟာပြောပြချင်တာအဲ့ဒါကတော့ဒီပုံညဆိုင်ပေါ့ဗျာပုံညဆိုင်က UFC ကိုရောက်သွားပြီ straight ကိစ္စအဲ့ဒါကတကယ်မဟုတ်ပါဘူးတဲ့ဗျာเนาะဒီပုံညဆိုင်လို့ဒီ Facebook မှာ page ထောင်ထားတဲ့သူကပုံညဆိုင်အတုသာဖြစ်ပြီးတော့အဲ့ဒါကလူလိန်သာဖြစ်ကြောင်းပုံညဆိုင်ဟန်ဆောင်တဲ့သူကဖြစ်ကြောင်းပုံညဆိုင်ကအခုဒီလက်ရှိဆော့နေတဲ့ဒီเนาะကျွန်တော်ဒီဟို promotion မှာတော့ပေါ့ဗျာဒါ champion မဖြစ်သေးတဲ့အတွက် UFC လိုနေရာမျိုးကိုရောက်နိုင်ဖို့ဆိုတာအဝေးကြီးလိုသေးတဲ့အကြောင်းကိုဒါတိမြင်နားလေတက်ကြွတဲ့သူတွေကထောက်ပြနေကြပြီပဲဖြစ်ပါတယ်။ဒါလည်းအမှန်တရားပါပဲ။เนาะကျွန်တော် Joshua Ban ဆိုတာเนาะ Fury FC မှာเนาะတကယ်ကိုမှ champion ဖြစ်ပြီးမှเนาะကျွန်တော်တို့ Road to UFC program နဲ့သွားရတာဗျာ။ဆိုတော့ဟိုပုံညဆိုင်ဘလောက်ပဲချမ်း champion မဖြစ်သေးဘူးဆိုတော့အများကြီးလိုအပ်ပါသေးတယ်เนาะဟိုမရောက်ဘူးလို့ပြောတာမဟုတ်ဘူးရောက်ဖို့အတွက်အများကြီးလိုအပ်ပါသေးတယ်စူးစမ်းဖို့အများကြီးလိုအပ်ပါသေးတယ်အခုတော့သတင်းတွေရှောက်ပြနေရအင်မတန်မှဒါစိတ်ကောင်းပရိသတ်တွေလည်းဒါယုံပြီးတော့ကျွန်တော်အနေနဲ့ပြန်လည်ရှင်းပြခြင်းသာဖြစ်ပါရဗျာ